ဒီ ego ဖာမှာ chemical အရှင်းနဲ့ကနဲ့ဒီနဲ့တနေ့လောက်ပေါ့နော် chemical တွေခြံတွဲခြံပြင်မှာရေထဲမှာထက်ဖြန်းတယ်မျက်ပင်တွေပေါ့နော်ပြီးရင်ခြံရဲ့အပြင်မှာလူတွေကိုထိအောင်ဖြန်းတယ်အဲ့ဒီလိုမျက်ပင်တွေထဲမှာရေထက်ပြီးဖြန်းနေတဲ့အချိန်အဲ့လိုမျိုးပေါ့နော်မျက်ပင်တွေထဲမှာရေထက်ပြီးတော့မှမျက်ပင်တွေထဲမှာ chemical ထက်ပြီးတော့ဖြန်းတဲ့အချိန်ပြီးတော့ခြံစည်းရိုးရဲ့အပြင်မှာဒီလိုပလက်ဖောင်းတွေနဲ့ကားရတဲ့နေရာတွေမှာ chemical တွေပြစ်ချတဲ့အချိန်ပေါ့နော်အဲ့ဒီ chemical ကရေထဲမှာထည့်ပြီးဖြန်းရင်ဒီမြစ်ပင်ကိုတွန်းနေပြီးပြန်လာကားထဲမှာဟာ chemical တွေဖျူဖျက်ဖြစ်တာချီဖို့ဖနက်ကနေပြီးပြန်လာတာကြောက်ပေါ့နော်ပြီးသွားလို့ရှိရင်ဒီရေကိုတွားယူလာပြီးအထဲမှာထည့်အဲ့ဒီကားထဲမှာနေပိတ်ထားရင်နေပူလို့ရှိရင်အဲ့ကားထဲမှာမောကြက်နေတယ်အသီးတွေတက်တယ်အဲ့လို chemical တွေပြီးတော့နှာခေါင်းကအမျက်ပူတယ်သူကဥပြီးတော့အသီးတွေတက်တယ်အဲ့လိုမျိုးနော်အသက်ရှူကြက်တယ်ပူတယ်ပြီးတော့အတိတာဆုံးကတော့နှာခေါင်းပဲနှာခေါင်းကအမျက်တိတာနေတယ်ဒီနေရာတွေပေါ့နော်ဒီနေရာအမျက်တိုင်းတိတတာဖြစ်နေတယ်ဆိုတော့ခါကြတော့ဒီလို chemical ကိုညစ်မှာဖြန်းတယ်ရေထဲမှာထည့်ပြီးတော့လေပြီးတော့ခြံပြင်မှာဆိုလို့ရှိရင်အလဖားအောင်လူတွေကားရက်နေတဲ့နေရာတွေမှာဖြန်းတာကြောက်ည12နာရီနောက်ပိုင်းရေဖြန်းပြီးသွားရင်လေအဲ့ဒီဗျိုင်းလေးတွေနဲ့တူတဲ့ငှက်ကလေးတွေလေဒါပေမဲ့ तू ကအဖြူရောင်မဟုတ်ဘူးပျောက်ကြားလေးတွေအဲ့ဒီလိုငှက်ပျောက်ကြားလေးတွေလိုမျိုးပေါ့ဒီလိုငှက်လေးတွေက ego ဖတ်တဲ့အကောင်20လောက်ရောက်လာတယ်12နာရီနောက်ပိုင်းရေဖြန်းပြီးသွားလို့ရှိရင်ပြီးတော့အဲ့ဒီရေချိုးခန်းဖက်ကိုလေအားလုံးမျက်နှာမူပြီးတော့မှလေသူတို့အစာလေးတွေငုံပြီးတော့စားတယ်မသိရင်အယုတ်ကလေးတွေလိုက်ထောင်ထားတယ်လို့ပဲဒါပေမဲ့မဟုတ်ဘူးတိတ်ချာရပ်ပြီးကြီးမသူတို့ကနည်းနည်းချင်းရွှေ့လျားတာလေဒါပေမဲ့အဲ့ဒီငှက်ကလေးတွေရဲ့အော်တန်ကလေပြိုင်တဲ့တူသူ့ရဲ့အော်တန်ကခွေးလေးနဲ့တူတယ်ခွေးကလေးတွေလိုမျိုးအဲ့လိုမျိုးသူတို့အတန်လေးရတယ်အဲ့လိုဒီလိုအဲ့လိုမျိုးငှက်ကလေးတွေကဒီလိုဟာဒီက update လုပ်ဖို့အတွက်ဟာဒီက update ဆိုပြီးတော့မှအဲ့လိုရေတွေထဲမှာထက်မြစ်တွေကိုဖြန်းလူတွေကိုပေးပြီးတော့ခြံတွဲခြံမြေပေါ့နော်ပြီးတော့အဲ့လိုကားရထားတဲ့နေရာတွေမှာဆိုရင်အမုတ်တွေရှောက်ကျဲတဲ့အချိန်မှာအဲ့ဒီငှက်ကလေးတွေဟာအကောင်20 30ည12နာရီနောက်ပိုင်းဆိုရင် ego ဖတ်တဲ့ကိုသူတို့ရောက်လာတယ်ပြီးတော့အဲ့မှာမြက်ကလေးတွေစိတ်စားသလိုမျိုးရှိတယ်ဒါပေမဲ့သူတို့ဟာငြိမ်နေတယ်ပြီးတော့အဲ့ဒီရေချိုးခန်းဖက်ကိုလေဒီလိုခေါင်းဆိုင်ပြီးတော့လုံးဝအလေးပြုတ်နေတယ်လို့မျိုးပေါ့နော်အဲ့ဒီလိုမျိုးငှက်ကလေးတွေဟာလေအကြီးအကျယ်လှုပ်ရှားလိုက်တယ်ပြီးရင်အဲ့ဒီလိုမျိုးဖြစ်တဲ့အချိန်ဆိုရင်ကျုပ်ဟာအေရှားမသွားခင်ဖြစ်တာအေရှားကိုသွားလိုက်သေးတယ်လေကျုပ်လေးလည်းမထိုင်းကိုသွားလိုက်သေးတယ်လေထိုင်းမသွားခင်ကျုပ်ဗီဇာကိုပြအဲ့ဒီမှာဗီဇာယူထားတာကြည့်လို့ရတယ်ထိုင်းကိုဘယ်တော့မှသွားတာလဲဘယ်နှခုနှစ်ကလဲဆိုအရှင်းနှစ်ကပေါ့နော်အဲ့ဒါနေဖြစ်တယ်အဲ့ဒီရေချိုးခန်းဘက်ကလေငှက်ကလေးတွေကလေခေါင်းဆိုင်ပြီးတော့ဥညော့ပေးထားတယ်သူတို့လေခေါင်းဆိုင်ဥညော့ပြီးတော့မှအစာစားနေတရားမတ်တက်လေးတွေရပြီးတော့ဟာစက်သားတွေလိုပဲသူတို့ရက်နေတာလေဒါပေမဲ့ဘယ်သူမှမတွေ့ဘူးဒါပေမဲ့မက်ချီကန်တွေအဲ့ဒီ chemical ပေးတဲ့မက်ချီကန်တွေကျတော့တွေးဖို့များတယ်ဘာကြောင့်လဲဆိုသူတို့ကတညလုံးလှုပ်ရှားနေတာလေဒါပေမဲ့ကျုပ်ကကြတော့အမိုက်သွားပြက်တယ်ဆိုတော့တွေးနေတယ်အဲ့လိုမျိုးဒါပေမဲ့ဒီငှက်ကလေးတွေကလေညဆိုရင် special လှုပ်ရှားတယ်အထူးသဖြင့် chemical ထဲမဲ့သူဟတ်တာဆိုတာ jealousy သူတို့ရဲ့စိတ်နှလုံးကလုံးဝကောက်ကျက်ပြီးတော့မှအဲ့လိုမျိုးပေါ့လုံးဝ chemical နဲ့ငါတို့လောက်မယ်ရေထဲမှာဖြန်းပြီးထည့်မယ်ပြီးတော့လူတွေကိုအဲ့လိုမျိုးထည့်မယ်ဆိုတော့လူအုပ်ကြွပြီးဆိုလို့ရှိရင်အဲ့ဒီငှက်ကလေးတွေဟာအမြောက်အိပ်ပေါ်လာတယ်ပြီးရင်အဲ့ဒီ tissue ပင်တွေမှာသူတို့စောက်ကြည့်နေတယ်ညဆိုရင်လေဒါပေမဲ့ကျုပ်ကညနေတကောင်12နာရီနောက်ပိုင်းရေဖြန်းပြီးတဲ့နောက်ပိုင်းဆိုရင်
ကျောက်ကအမြဲတမ်းဟိုတော့အမိုက်သွားပြက်တယ်လေနော်အမိုက်သွားပြက်တဲ့အခါကျတော့လေငှက်ကလေးတွေဟာလေဟာအဲ့လိုမျိုးမတက်အဲ့လိုမျိုးမတက်ရပြီးတော့လေဒီချိုးကန်းဘက်ကိုဥညော့ပြီးတော့လေနော်ပြီးတော့အဲ့လိုအရင်အော်ဘကောင်းတယ်သူတို့ရဲ့ငှက်တွေရဲ့လှုပ်ရှားမှုဟာလေပြီးရင် ego ဖတ်ထဲမှာညဘက်အဲ့ဒီ chemical poison ထည့်ဖို့အတွက်စောင့်ကြည့်တဲ့လူကကျုပ်ထက်ပိုပြီးသိတယ်သူတို့ကပိုပြီးမြင်တယ်ဒါပေမဲ့ကျုပ်ကကြတော့အမိုက်သွားပြက်တာကြောင့်အဲ့လိုမျိုးသူတို့ chemical ထည့်ပြီးငါတို့နောက်အဲ့လိုဟာတာလုံနေတယ်ငါတို့ light open ဆိုတာကဖွက်တာ light ကမီးလေမီးဖွက်ထားတယ်ဆိုတော့ဗမာလူ light နေတယ်ငါတို့ light နေတယ်ပေါ့ငါတို့ချေးစင်းလုံနေတယ်ငါတို့တွေချေးစင်းလုံနေတယ်ဆိုလို့ရှိရပေါ့နော်အဲ့လိုမျိုးချေးစင်းလုံနေတာကြောင့် chemical ထည့်တဲ့လူကထည့်တယ်နော်ငှက်ကလေးတွေကဟာအဲ့ခါကြရည်လေ ego ဖတ်ထဲမှာလေဒီလိုဗျိုင်းနဲ့တူတဲ့ပျောက်ကြားငှက်ကလေးတွေဟာလေအများကြီးပဲပြီးတော့သူတို့ရက်ပုံရက်နေတွေဟာလေစက်တက်လို့ရက်တယ်ခက်ကြဲလေးတွေလေရက်ပြီးတော့အဲ့ဒီ ego ရေချိုးတဲ့အိတ်သားတွေပါတွေတုံးတဲ့အဲ့ဒီ ego ဖောက်ထဲအဆောက်အုပ်ဖက်ကိုလေလုံးဝခေါင်းညက်နာမူထားတယ်ပြီးတော့သူတို့ခေါင်းကဒီလိုချထားတယ်ဦးညော့ထားတယ်အဲ့ဒါကိုလေကျုပ်ကလည်းမသိဘူးတရက်ကျုပ်အမိုက်သွားပြက်တယ်အဲ့လိုပဲဟေးအဲ့ဒီမတ်တိုင်လေးတွေကခလေးလေးတွေဆော့ပြီးရင်ဒီဟာတွေထားခဲ့တယ်နဲ့တူတယ်မနေ့ဖက်ပြန်လာဆော့ဖို့ဆိုပြီးတော့ကျုပ်ကလေတေးချာကြည့်တယ်အသေးစိတ်ကိုအဲ့လိုပဲအကြော်ကြီးကျုပ်လည်းသူတို့ညိန်နေတောင်ကြည့်တော့လေကျုပ်ကြည့်တဲ့အခါကျတော့သူတို့နည်းနည်းလေးလှုပ်ရှားသွားတယ်အဲ့လိုခန္ဓာကိုယ်နည်းနည်းလှုပ်ရှားတယ်ပြီးတော့ခေါင်းလေးနည်းနည်းမော့တယ်လိုက်တယ်ပြီးတော့ပြန်ပြီးတော့ငိုင်းချလိုက်တယ်အဲ့လိုမျိုးပေါ့ငှက်ကလေးတွေလေသူတို့ဒီမှာ chemical ထည့်ကြတာကြောင့်သူတို့ victim လောက်တာလေဘာကြောင့်လဲဆိုတော့ဖြန်းထားတဲ့အဆိပ်တွေ poison တွေ chemical တွေနဲ့ဖြန်းထားတဲ့မြက်တွေကိုသူတို့ကောက်ခူးစားနေတဲ့ဘဲလေးတွေလိုလေဒါပေမဲ့ညနဲ့တကောင်အဲ့လိုမျိုးလောက်တဲ့ရက်တွေဆိုရောက်လာတယ်ပြီးသွားလို့ရှိရင်ဟတ်တာတယောက်ကအပြင်မှာခြံစည်းရိုးရဲ့အပြင်မှာအမျက်ရှိနေတတ်တယ်အဲ့ဒီဟတ်တာကအပြင်မှာလှောက်ရှားပြီးဟဲ့ဆိုလို့ရှိရင်အဲ့ဒီဗျိုင်းနဲ့ပျောက်ကြားငှက်ကလေးတကောင်ကလေကျုပ်ရဲ့ကာမနီမဝိခြံအထက်ဘက်မှာရက်တယ်သူကလေရက်ပြီးရင်သူ့အဲ့လိုပဲ तू ကကြောက်ရွံ့လေးလိုပဲရက်နေတယ်ကျုပ်ကလည်းလေဟေးဘကောင်လေးလည်းမသိဘူးဆိုကြည့်နေလို့ရှိရင်သူ့ခေါင်းလေးကဒီလိုလဲလိုက်မယ်ပြီးတော့ဒီလိုလဲလိုက်မယ်ဒါပေမဲ့ तू လက်ပြတယ်ဆိုတဲ့အကြောင်းရင်းကဟိုဘက်မှာဟတ်တာတယောက်ကလိုက်နေလို့ဖြစ်တယ်အဲ့ဒီ highway street မှာပေါ့နော် highway land မှာအဲ့ဒီ highway land ရဲ့ပလက်ဖောင်းမှာအဲ့ဟတ်တာယောက်ျားလေးတွေကညဆိုရင် तू က chemical တွေပေးပြီးစောင့်နေတယ်စောင့်နေတဲ့အခါကျတော့အဲ့ဒီတယောက်ကစောင့်ကြည့်တဲ့အချိန်တိုင်းဘာဖြစ်လဲဆိုကျုပ်ကားရထားလို့ရှိရင်ခုကျုပ်ကားနားမှာပြက်ချထားလို့ပဲဖြစ်တယ်အနောက်ဘက်မှာဆိုတော့အဲ့ဒီငှက်ကလေးကလည်းဒီဟတ်တာဒီလိုလှောက်ရှားနေတယ်ဟေ့ဆိုလို့ရှိရင် तू ကလည်းခြံစည်းရဲ့အထက်ဘက်မှာကျုပ်ကနေနဲ့ကျုပ်ကနေမလန်းမကမ်းမှာ तू ရပြီးတော့ကြည့်နေတယ်စောင့်နေတယ်ကျုပ်အောက်ဆင်းပြီးအပေါ်ပြန်တက်အထိ तू ကအကြာကြီးစောင့်နေတာလေပြီးတော့ तू လည်းဟေးဘာလေးလည်းမသိဘူးဆိုမှလို့သူခေါင်းလေးဟိုဘက်ကိုလဲလိုက်ဒီဘက်ကိုလဲလိုက်စီကူးလေးလိုမျိုးပေါ့ဒါပေမဲ့စီကူးမဟုတ်ဘူးအဲ့ဒါခြေတော့ရှည်ပျောက်ကြားဗျိုင်းအဖြူလည်းမဟုတ်ဘူးဗျိုင်းလိုမျိုးဒါပေမဲ့သူတို့ကပြန်လို့ရှိရင်သူတို့ရဲ့ခြေတော့လေးတွေကတအားရှည်တယ်အခုဒီမှာဆိုလို့ရှိရင်သူတို့ကယ်လီဖိုးနီးယားမှာကျုပ်တစ်ခါဗီဒီယိုရိုက်ထားတယ်အဲ့လိုနည်းနည်းတအားလည်းမကြည့်ဘူးတအားလည်းမသိဘူးစီကူးထဲနည်းနည်းလေးကြီးတဲ့ဗျိုင်းမျိုးလေးဗျိုင်းအဖြူအဲ့လိုမျိုးအဲ့ဒီဆိုင်အမျိုးအစားလေးတည့်ရဲ့ကြောက်သွားပြီးရိုက်အောင်မယ်အဲ့မှာလမ်းသွားရှောက်ရင်းနဲ့ဆောင်းနှွေးနေမှာကောင်းတယ်နေတာပူမကောင်းအဲ့ဒီလိုဗျိုင်းလေးတွေကဒါပေမဲ့ပျောက်ကြားတွေအဖြူမဟုတ်ဘူးဒါပေမဲ့ညဘက်မှာသူတို့အယောင်ပြောင်းထားတာလားတော့မပြောတတ်ဘူးညဘက်မှာကြီးလိုက်ရင်အဖြူရောင်မဟုတ်အညိုရောင်ဒီလိုအညိုရောင်ပျောက်ကြားတွေအများကြီးပြီးရင်ရေချိုးခန်းအိတ်တာဖက်ရေချိုးခန်းအိတ်တာအဲ့ဒီအဆောက်အုပ်ဖက်ကိုသူတို့မျက်နှာမူပြီးတော့မှခေါင်းဆိုင်ပြီးတော့လုံးဝ
လုံးဝနာခံတယ်သူတို့အသေးခံဖို့အဆက်သက်ရှိနေတယ်ဆိုတာမျိုးအဲ့ဒီငှက်ကလေးတွေကအဲ့လိုမျိုးနေကြတယ်အဲ့ဒါလေကျုပ်ရဲ့ passport မှာကြည့်ရတည်ပြီအဲ့ဒီကျုပ်အေရှာမသွားခဲ့ကြတဲ့ကဒီလိုဖြစ်ခဲ့တဲ့ခဲမကုတ်ပြဿနာဟာခဏထိမပြီးဘူးဒါပေမဲ့အဲ့ဒီမှာငှက်ကလေးတွေအခုမလာတော့ဘူးဘာကြောင့်လဲဆိုရင်သူတို့အကြာကြီးအိတ်ဆောင်းလိုက်တယ်အဲ့ဒီတီရှူပင်ရဲ့အပေါ်မှာလေဇက်တိုက်ပေါ့ပြီးရကျုပ်အပြက်ထွက်ပြီးဟေးဆိုလို့ရှိရင်သူတို့တွေကလည်းလေကျုပ်ကားတာရှေးလောက်တယ်ဤကိုဖားထဲမှာတစ်ခါကြတကားတာရှေးလောက်လိုက်တယ်ကောက်ဖတ်ခဲ့လို့မှလေခွေးကလေးလို့အော်တယ်ခွေးပေါက်စလေးလို့လေမျိုးလေအဲ့ဒီလိုအတန်ကလေညဆိုရင်ကြားရတယ်သူတို့အတန်ပေးတယ်ပြီးသွားလို့ရှိရင်မသိတဲ့လူကဟေးခွေးပေါက်စလေးអော်နေတယ်လို့ပဲထင်လိုက်မယ်အဲ့ဒါခွေးပေါက်စမဟုတ်ဘူးအဲ့ဒီဟာဗျိုင်းအညိုရောင်လေးတွေဒီလိုဗျိုင်းအညိုရောင်လေးတွေအတန်ကိုကြားရရင်သတိထားအကြီးအကျယ်ပြဿနာတွေတက်တော့မယ်အထူးသဖြင့်လူတွေပိုင်စဉ်ပေးတာခံရမယ်အဲ့လိုမျိုးပေါ့နော်ဘာကြောင့်လဲဆိုရင်သူတို့တီးလို့ကြိုပြီးပြနေတယ်ပိုင်စဉ်ကိုသတိထားပိုင်စဉ်ကိုသတိထားခက်မက်ကုတ်ကိုသတိထားအစိတ်ကိုသတိထားဒီမှာမကောင်းကြံစီတဲ့လူတွေအခုတအားလှုပ်ရှားနေတယ်ဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးကြောက်ကအဲ့ဒါကိုဒီကိုဖတ်နာမှနေတော့ကြောက်ဟာငှက်ကလေးတွေအကြောင်းကိုတအားသိတယ်ဒါပေမဲ့သူတို့တွေကနေဆိုရင်မတွေးရဘူးညမှတွေးရတယ်သူတို့ကနေဆိုရင်အဝေးမှာသွားပြီးနေတယ်ညဘက်ဆိုရင်အဲ့ဒီကိုပြန်လာတယ်အကောင်23နဲ့ဆိုတော့နဲတဲ့အကောင်ကြီးမဟုတ်ဘူးလေဒါပေမဲ့ဒီပတ်ဝန်းကျင်မှာမတွေ့ဘူးညဘက်မှာတွေ့တယ်ညဆိုရတာအမြဲမတွေ့ဘူးဒီလိုပြဿနာတွေတအားကြီးထွားဖို့အတွက်ဖန်တီးတဲ့သူရှိနေပြီဆိုရင်သူတို့အဲ့လိုမျိုး